အားလုံးပဲမင်္ဂလာပါနဲ့ပြည်သူကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့လက်ရှိ Arsenal အသင်းပေါ့နော်အမှတ်ပေးကြတဲ့ထိပ်ဆုံးမှာရမှတ်အများဆုံးနဲ့တကယ်ကိုခံစစ်စွမ်းဆောင်ရည်အကောင်းဆုံးနဲ့ share ချမ်းပြနေတဲ့ Arsenal အသင်းရဲ့နောက်လာမယ့်ပွဲစဉ်3ပွဲကနေပြီးတော့အမှတ်ဘယ်လောက်ရနိုင်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့အတူတူဆွေးနွေးသုံးသပ်ကြည့်အောင်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့ Arsenal အသင်းကအမှတ်ပေးကြတဲ့ထိပ်ဆုံးမှာ22မှတ်နဲ့ဦးဆောင်နေတယ်ပေါ့နော်သူ့အောက်က2သင်းကတော့ True ကြပဲဘုံမောင်းနဲ့ Tottenham Hotspur ဖြစ်နေတာပေါ့နော်ဆိုတော့အမှတ်ပေးတဲ့ထိပ်ဆုံးမှာဦးဆောင်နေတဲ့ Arsenal အသင်းက9ပွဲနိုင်တပွဲတည်ကြပြီးတော့တပွဲပဲရှုံးထားတယ် GA ကလည်း +13 ထိထွက်တယ်ပေါ့နော်ပေးကိုကလည်းတော်တော်ကြီးကျန်းတယ်ပေးကိုကလည်း3ဂိုးပဲရှိရပေါ့နော်အဲ့လောက်ထိခန်းစစ်စွမ်းဆောင်ရည်ကလည်းတော်တော်ကြီးကောင်းတယ်လို့ပြောလို့ရတယ် Champions League မှာကျွန်တော်မှတ်မိသလောက်ပေးကိုတော့မရှိသေးဘူးလားမသိဘူးဒါကြောင့်မလို့ Premier League မှာတော့မှတော်တော်လေးကျန်းတာဆိုတော့ Arsenal အသင်းကဒီရာဒီမှာ clearly favorite ဖြစ်လာတဲ့ပုံစံနဲ့အတူတူသူတို့ထက်ကန်မဲ့နောက်ပိုင်း3ပွဲပေါ့နော်အဲ3ပွဲကနေရောအမှတ်ဘယ်လောက်ရနိုင်လဲဆိုတော့ဥစ္စာလေးကိုကျွန်တော်တို့အတူတူဒီနေ့မှာဆွေးနွေးကြည့်အောင်ဆိုတော့မင်းညကတော့ Crystal Palace အသင်းနဲ့ပွဲစဉ်မှာ1-0ဆိုတဲ့ရလဒ်နဲ့သူတို့ကတော့အနိုင်ရသွားတယ်ပေါ့နော်။အကြောင်းလာမဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ရောဘယ်လောက်အမှတ်တွေစုဆောင်းသွားနိုင်မလဲဆိုတာကျွန်တော်တို့တစ်ချက်ဆွေးနွေးကြည့်မယ်။ဆွေးနွေးကြည့်ရမယ်ဆိုလို့ရှိရင်တော့ Arsenal အသင်းကဒီဂျာရက်မှာဆိုလို့ရှိရင်တော့ EFL Cup ကန်မှုရှိတယ်။ဒါဗုဒ္ဓဦးနေ့အစောပိုင်းကျတာပတိနေ့မနက်ပိုင်းပေါ့နော်။2နာရီ15မှာဆိုလို့ရှိရင်တော့ EFL Cup ဖြစ်ကစားသွားဖို့ရှိတယ်။ Brighton အသင်းနဲ့ပေါ့နော်။အပွဲစဉ်ကတော့ Arsenal အသင်းရဲ့အိမ်ကွင်းဒါ Emirates Stadium မှာပဲကစားသွားမှာဆိုတော့ဒါ Arsenal အသင်းပဲနိုင်မယ်လို့ထင်ပါတယ်။လက်ရှိသူကန်မဲ့ဟာကတော့ဒီ EFL Cup Round 4ကန်မယ်ပေါ့နော်။အပွဲစဉ်ကတော့နီးလို့ရှိရင်တော့ကျွန်တော်ပွဲရုပ်သွင်းချက်လေးတင်ပေးပါအောင်မယ်။ပြီးလို့ရှိရင်တော့ November လပေါ့နော် November လ1ရက်နေ့စနေနေ့မှာဆိုလို့ရှိရင်တော့ဘန်လီအသင်းနဲ့အဝေးကွင်းပွဲစဉ်ဖြစ် Arsenal အသင်းကဒါ9နာရီခွဲမြန်မာစံတော်ချိန်9နာရီခွဲမှာတွားရောက်ရင်ဆိုင်ရှင်ပြိုင်ဖို့ရှိရဲအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့ Champions League ပွဲစဉ်ဖြစ် November လ9ရက်နေ့Slavia Prague နဲ့အဝေးကွင်းပွဲစဉ်တွားရောက်ရင်ဆိုင်ရမယ်အဲ့ဒါပြီးလို့ရှိရင်တော့အဝေးကွင်းပွဲစဉ်နောက်ထပ်တစ်ပွဲဖြစ်ဒါ November လ9ရက်နေ့မှာဆိုလို့ရှိရင်တော့ Sunderland အသင်းကိုတွားရောက်ပြီးတော့ရင်ဆိုင်ရှင်ပြိုင်ရမယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ထားပါတော့၄ပွဲပေါ့နော်အဲ့၄ပွဲမှာဆိုလို့ရှိရင် EFL Cup တစ်ပွဲဖယ်လိုက်ပေါ့နော် Champions League တစ်ပွဲကိုဖယ်လိုက်မယ်ဆိုလို့ရှိရင် Premier League 2ပွဲကလည်း2ပွဲစတိုက်ကအဝေးကွင်းပွဲစဉ်ပြီးရင်ဆိုင်ရှင်ပြိုင်ရမှာဖြစ်တယ်အဝေးကွင်းပွဲစဉ်2ပွဲရင်ဆိုင်ရမှာလည်းတန်းတက်2သင်းကိုသူကရင်ဆိုင်ရမှာပေါ့နော်ဘန်လီကိုဝေးကွင်းပြီးလို့ရှိရင်ဆန်နာလန်ကိုအဝေးကွင်းရင်ဆိုင်ရမှာဆိုတော့ကျွန်တော်အမြင်အရပြောရမယ်ဆိုဘလို့မအောင်ခက်ခဲတဲ့ပွဲစဉ်တွေဖြစ်လာမယ်လို့မထင်ဘူးဒီပြိုင်ဘက်တွေကအာဆင်နယ်အသင်းတွေတကယ်ကိုခက်ခဲကြက်တဲ့ပြိုင်ဘက်တွေလုံးဝမဟုတ်ဘူးပေါ့နော်အဲကြောင့်မလို့ဘန်လီအသင်းကိုလည်းအာဆင်နယ်အသင်းဒါအနိုင်ယူသွားမယ်လို့ပဲကျွန်တော်ကတော့ထင်တယ်ဆန်နာလန်ပေါ့နော်ဆန်နာလန်ကိုလည်းတော့ကြောက်ဖို့ကောင်းတယ်အဓိကကတော့သူကအသင်းကြီးတွေကိုတိတ်ဆိုင်တိတ်ဖြုတ်ပြီးတော့ဒီနီးပြပေါ့နော်ဒီနီးပြလီဘရစ်ကလည်းတော်တော်လေးကိုကျန်းတဲ့နီးပြဖြစ်တဲ့ကြောင့်အဲပွဲစဉ်ကတော့အနေငယ်လေးခက်ခဲအောင်ခက်ခဲနိုင်တယ်ဒါပေမဲ့အာဆင်နယ်အသင်းပဲနိုင်သွားမယ်လို့ထင်တယ်ဥမာ result က 1-0 2-0အဲ့လိုပုံစံမျိုးနဲ့နိုင်သွားမယ်လို့ပဲအဲပွဲစဉ်လည်းကျွန်တော်ထင်မိတယ်ဂျားထဲမှာကန်တဲ့ EFL Cup ကလည်းအာဆင်နယ်အသင်းပဲနောက်တစ်ဆင့်တက်ဦးမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ထားပါတော့အဓိက first line နဲ့ကစားသမားတွေမသုံးမဲနဲ့ second line နဲ့ပဲသုံးမယ်ဆိုတော့မှဒီ EFL Cup မှာကဘာမှခက်ခဲမှမထင်ဘူးဗျာတိုက်စစ်မှာဆိုလည်းလူတွေကအများကြီးပဲကွင်းလက်မှာဆိုလို့ရှိရင်လည်းအများကြီးပဲခန်းစစ်မှာဆိုလည်းအများကြီးဂိုးသမားတော်မှာဗျာ David Raya ကိုမသုံးလို့ရှင်တော့မှ Kappa Arrizabalaga ကိုသုံးလို့ရတဲ့အနေအထားမှာရှိတဲ့အတွက်ကြောင့် Arsenal အသင်းရဲ့ squad က depth ကတော်တော်လေးဖြစ်တယ်အဲကြောင့်မလို့ဒီ Brighton နဲ့ပွဲစဉ်မှာအသက်ခက်ခဲမယ်လို့မထင်ဘူးပြီးတော့ Champions League ပွဲစဉ်ကတော့မှန်တယ် Slavia Prague ဖြစ်တဲ့ကြောင့်အဝေးကွင်းကိုတွားရောက်ရင်ဆိုင်ရမယ်ပြီးတော့ဒီ Slavia Prague ကလည်းဒီနယ်ချားကိုတွားပြီးတော့ကစားမှာဖြစ်တဲ့ကြောင့်ပွဲပဲမှုဒဏ်လေးခံနိုင်တယ်ဆိုပေမဲ့ဒီပွဲစဉ်ကလည်းဘလို့မအောင် Arsenal အသင်းတို့ပြန်မဲ့ကောင်းမဟုတ်သူခက်ခဲမဲ့ပွဲစဉ်တွေပွဲတော့မဟုတ်ဘူးပေါ့နော်အဲကြောင့်ကျွန်တော်အမြင်ရဆိုလို့ရှိရင်တော့ Arsenal အသင်းကဒီ November လ23ရက်နေ့မှာ Tottenham Hotspur အသင်းနဲ့ကန်ဖို့ရှိရဲအဲ့ဒီပွဲမတိုင်ခင်အထိကိုတော့ Arsenal အသင်းကတောက်လျှောက်နိုင်အောင်မယ်လို့ကျွန်တော်တို့ထင်တယ်ပေါ့နော်တောက်လျှောက်နိုင်တဲ့ပြင်မှာဒီဂိုးလေးပေးဂိုးလည်းမပေးရတော့သလိုတချို့ပွဲဆိုဂိုးပြတ်သွင်းသွားနိုင်တဲ့အနေအထားမျိုးတွေမှာတော့ကျွန်တော်တွေးနေရတယ်လို့ရှိတယ်ပေါ့နော်ဒီ Tottenham Hotspur အသင်းနဲ့ကြားမှာပဲစမ်းသပ်မှုတစ်ခုဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲကြောင့်မလို့ကျွန်တော်ဒီလာမဲ့၄ပွဲကိုကျွန်တော်ခန့်မှန်းပေးရမယ်ဆိုတော့ပွဲစဉ်တိုင်းလိုအနိုင်ရသွားမယ်လို့ပဲကျွန်တော်စိတ်ထဲမှာခန့်မှန်းမိရလေးတော့ရှိတယ်တကယ်တည်းကန်ကန်နီးကြလို့ရှိရင်တော့ကျွန်တော်ရဲ့ထုံးစံတိုင်းပဲပွဲကြိုသုံးသပ်ချက်လေးတင်ပေးပါအောင်မယ်ဆိုတော့လူချင်းမင်းတို့ဒီလာမဲ့ Arsenal အသင်းကန်မဲ့ဒီ EFL Cup တပွဲရယ် Champions League တပွဲရယ်ပြီးလို့ရှိရင်ဒီ Premier League 2ပွဲရယ်ပေါ့နော်အဲပွဲစဉ်တွေမှာဘယ်လိုမျိုး result တွေဖြစ်လာမယ်လို့ထင်လဲရလဒ်တွေကဘယ်လိုဖြစ်မယ်လို့ထင်လဲအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပြီးလို့ရပါတယ်ကျွန်တော်ရဲ့ဒီ video လေး channel လေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe like and follow နဲ့ပဲကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြာမှပြန်လည်ဆုံနေကြတာပေါ့